ကျတော့ဒီမယ်ပေါ့နော်ဟိုဆွဲထားပြီးရ file နေတဲ့ file ရှိအဲ့ဒီ file ကိုကျတော့ပြောင်းလဲမှုတွေအမျိုးမျိုးလုပ်လိုက်မယ်ဒီမျိုးဆွဲချလိုက်မယ်ပြီးကကြလို့ရှိရင်ပြန်ပြထားမယ် control z ပေါ့နော် undo ပြန်လုပ်မယ်ဆို control z လောက်အောင်အဲ့လိုမဟုတ်ဘဲနဲ့ဒီမဲ့ဒီလိုမျိုးလုပ်လိုက်တယ်နောက်ပိုင်းကြလို့ရှိရင်ဒီလိုမျိုးကြီးရှောက်ပြီးတော့ချေပေါ့နော်ဒီလိုလုပ်နေတဲ့ဥစ္စာတွေကနောက်ပိုင်းမှာ undo အများကြီးလုပ်နေလားအစမပြေဘူးဆိုတော့ကျွန်တော်ကောင်းတဲ့နီလန်လေးတစ်ခုပြောပြမယ်ပေါ့နော်ဟုတ်ပြီဆိုတော့ဒီဟာလေးကိုတို့ window ထဲကနေလည်းပဲရှာလို့ရတယ် window ထဲကနေရှာတာမဟုတ်ပဲねကျတို့ဘယ်မှာဟိုတွားပြီးတော့ရှာလို့ရသည်လဲဆိုဒီဘက်မှာဆိုလို့ရှိရင်ဒီခက်လို့လေးရှိတော့အဲ့မှာဆိုလို့ရှိရင်ကျတို့လုတ်ခဲ့တဲ့မှာဒီ history ဆိုတာလေကျတို့လုတ်ခဲ့ကမြအကုန်လုံးကိုပြန်ပြီး undo redo ပြန်လုပ်လို့ရတယ်ဒီမှာ window ထဲမှာဆိုလို့ရှိရင် history ဆိုတာလေးကိုဒီမှာချစ်ထားရပေါ့နော်အမှချစ်ထားတာလေးဖြုတ်လိုက်ရင်ဒီမှာပျောက်သွားပြီအဲ့ဒါမှာတွားပြီးတော့ချစ်မယ်ဆိုလို့ရှိရင်เนาะအဲ့ဒီက history လေးကပြန်ပြီးတော့ပေါ်လာလိမ့်မယ်အဲ့တော့ကျတို့လုတ်ခဲ့တဲ့မြဟာကြီးအကုန်လုံးကိုဒီမှာလိုက်ပြီးတော့ဖော်လို့ရတယ်ဒါအပြင်ကျတို့ snow အစအခါဘာမှမလုတ်ခဲ့ရတဲ့အတိုင်းလဲဖော်လို့ရသည်လားဆိုတော့ရတယ်အဲ့တော့ဒါလေးကundo လုပ်တဲ့နေရာမှာအရန်ကောင်းတဲ့ method လေးတစ်ခုပဲပေါ့နော်Photoshop ကိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ချက်စီမှာ Photoshop တန်းလေးတန်းဖွင့်ထားရရှိရပေါ့နော်ကိုယ့်ရဲ့ဒီကွန်ပျူတာထဲမှာ Photoshop ရှိမနေဘူးဆိုလို့ရှိရင်တော့အဆင်ပြေတယ်ချက် file အကုန်လုံးကိုပေးမှာပေါ့နော်ဒီအခြေခံနေစပြီးတော့တင်ပေးမှာစိတ်ဝင်စားရဆိုလို့ရှိရင်ဒီ MCI ရဲ့ချက်ပေါက်မှာတွားပြီးတော့ပြောလို့ရတယ် Telegram ကဆိုလို့ရှိရင် Telegram MCI admin စီမှာတွားပြီးတော့ပြောလို့ရတယ် Video class လည်းရှိတယ် in person လည်းရှိရပေါ့နော်စိတ်ဝင်စားရဆိုတော့ဆက်မေးရအောင်မယ်